မင်္ဂလာပါရှင်ဟေမာပါဟေမာကဒီနေ့မိဖို့ချောက်ကြောင်းလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြချင်လို့ပါအခုနောက်ပိုင်းဟေမာကိုလာမေးကြတဲ့မေးခွန်းတွေမဟေမာရေမိဖို့ချောက်ဆိုတာအတူလားနောက်တစ်ခုကမိဖို့ချောက်ကိုမြင်လိုက်လို့ရှင်မိဖို့ချောက်ကြီးဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ချောက်ကိုအတူပုံစံမျိုးတွေမြင်သွားကြတဲ့အမြင်မျိုးလေးတွေကိုဟေမာရှင်းပြခြင်းလို့ပါတကယ်တမ်းကျတော့မိဖို့ကြောက်ဆိုတာကြောက်အတူမဟုတ်ပါဘူးဒီတဘာဝကြောက်ကိုတွေးလိုက်လို့တဘာဝအတိုင်းလှနေမယ်ဆိုလို့ရှိရင်တော့ဒီကြောက်တပွင့်ရဲ့တန်ဖိုးကတော့အရန်ကိုကြီးတာပေါ့နော်ဘာဖြစ်လို့အဲ့ဒါဆိုလို့ရှိရင်ကြောက်တွေကိုမိဖို့ကြတယ်လဲမေးလို့ရှိရင်သူတွေကတဘာဝကထွက်ရှိလာတဲ့ကြောက်တွေကလှပခြင်းမတူကြဘူးပေါ့နော်ဥပမာတချို့မိန်းကလေးတွေကတဘာဝအတိုင်းလှတယ်တချို့မိန်းကလေးတွေကတဘာဝအတိုင်းမလှတဲ့အတွက်နှာခေါင်းလေးတွေပြင်းသားကြမယ်မျက်လုံးမျက်ခုံးလေးတွေပြင်းသားကြမယ်အဲ့ဒီသဘောတရားပဲအဲ့ဒီသဘောတရားနဲ့ဟိမှာနှိုင်းပြချင်တာပေါ့နော်တဘာဝထွက်ရှိတဲ့ကြောက်ထဲမှာဒီမဲလေးတွေပါမယ်နောက်တော့တန်ကြီးရောင်လေးတွေဆွဲနေမယ်တချို့ကြောက်တွေကတဘာဝထွက်တာကသူ့ရဲ့အယောင်တဘာဝလေးကိုလှနေရဆိုလို့ရှိရင်အဲ့ဒီကြောက်တွေဆိုတာအရိုင်းလားအဲ့ဒီကြောက်တွေမိဖို့ဆရာမလို့ဥပမာဆိုလို့ရှိရင်ဒီလိုဒီမဲလေးတွေဆွဲနေမယ်ဒီမဲလေးတွေပါနေမယ်တန်ကြီးလေးတွေဆွဲနေမယ်နောက်ကြောက်ရည်ကခရမ်းပြာလေးတွေဖြစ်နေမယ်အဲ့လိုကြောက်မျိုးလေးတွေကိုတော့ငရဲမီးကျွေးပြီးပေါ့နော်တန်ရှင်းစင်ကြယ်အောင်လုပ်ပြီးတော့မှမိဖို့လို့ရတယ်မိဖို့တဲ့ခါကျတော့အဲ့ဒီအတွင်းကြောက်ရဲ့အတွင်းသားမှာရှိနေတဲ့သူ့ရဲ့တဘာဝအရည်လေးတွေကအပေါ်ထွက်လာပြီးတော့လှသွားတာပေါ့နော်ဥပမာဟိမှာပြရမယ်ဆိုလို့ရှိရင်ဒီဟာကတဘာဝလုံးကြောလေးမိုးကုတ်တဘာဝလုံးကြောကြောက်လေးအဲ့မိုးကုတ်တဘာဝလုံးကြောကြောက်လေးမှာဒီကြောက်ကဘာဖြစ်နေလဲဆိုတော့သူ့ရဲ့တဘာဝရဲ့အလှပက perfect မဖြစ်နေခရမ်းပြာရည်လေးဖြစ်နေတယ်ခရမ်းရည်ဝင်နေတယ်ပေါ့နော်ကြောက်အခေါ်ပေါ်နဲ့ပြောရင်ဒီကြောက်ကခရမ်းရည်ဝင်နေတယ်အဲ့ဒီကြောက်ကိုဒါအရင်တော့ဆိုအခုကလူတွေကနည်းနည်းအပြစ်အနာစာရှိရင်လေတဘာဝကိုမျက်နှိုးတဲ့အတွက်ကြောက်ကိုအရန်ရှားပါလာတဲ့အတွက်လက်ခံလာကြပြီလက်ခံလာကြတဲ့ခါကျတော့အခုနောက်ပိုင်းဆိုလို့ရှိရင်မီးဖို့ကြောက်ကဈေးသိပ်ရတာမဟုတ်တဘာဝကပိုဈေးရတဲ့အတွက်သိပ်မဖို့ကြတော့အဲ့ဒါဆိုဒီလိုခရမ်းရည်ဝင်တဲ့ကြောက်လေးတွေကိုငရဲမီးနဲ့တန့်စင်အောင်လုပ်ပြီးလို့ရှိရင်မင်းနဲ့အပူပေးလိုက်တာမင်းအပူပေးလိုက်တဲ့ခါကျဘလို့ဖြစ်လာလဲဆိုတော့ဒါ hit လုံးကြောလေးဒီ hit လုံးကြောလေးကသူ့ရဲ့တဘာဝအတွင်းထဲမှာရှိတဲ့အရည်လေးတွေကတန့်စင်ပြီးတော့တက်လာတာအဲ့ဒါကြောင့်ဒီလိုလုံးကြောလေးဖြစ်လာဒီလိုအရည်လေးတန့်လာတာပေါ့နော်အဲ့ဒါပဲကွာခြားတာရှိအဲ့လိုပဲကွာခြားသွားတာနော်အဲ့ဒါကတဘာဝလုံးကြောလေးတွေမှာပြတာပေါ့နော်ဒါလေးတွေကတဘာဝလေးတွေဒီတဘလာဆွဲကြိုးလေးဆိုရင်တဘာဝတဘလာဆွဲကြိုးလေးဒီရဲ့တကုံရဲ့တန်ဖိုးဆိုလို့ရှိရင်မြန်မာကျပ်ငွေ3000ကျော်ပေါ့နော်ဥပမာဒီတဘလာလက်စုပ်လေးဆိုလို့ရှိရင်တက်ကလက်ကျော်ပဲရှိတယ်3650ဒီဆက်လုံးကိုမှဒါ hit တွေနော်hit တွေကိုစိန်နဲ့ရွှေနဲ့ခတ်ထားတာဒီဆက်လုံးကိုမှမြန်မာကျပ်ငွေနဲ့ဆိုလို့ရှိရင်3900လောက်ပဲကြားတယ်ဈေးတန်းကအရန်ကိုကွာခြားတယ်ဒါပေမဲ့တန့်စင်နာခြင်းကလည်းတူတူပဲ hit နဲ့ natural လေးပဲကွာခြားသွားတာဒီမှာကအဲ့ဒါလေးကိုပြောပြချင်တာနောက်တစ်ခုကကြောက်စမ်းတွေကိုမီးဖုတ်လိုက်လို့ရှိရင်ဒီလိုဂေါ်တွေတင်းနေတာကလည်းပျောက်သွားတာမဟုတ်ဒီလိုအပြာရည်ဝင်နေတဲ့ဟာလေးကိုလွင့်သွားစေချင်တာအရင်ကတော့ဒါမျိုးဆိုလို့ရှိရင်ရောင်းရခက်တယ်တဘာဝအတိုင်းရောင်းရခက်တယ်ဆိုတော့မီးဖုတ်ပြီးမှရောင်းကြတယ်ဒီလိုမျိုးဒီလိုကြိုးတွေကလည်းမပျောက်သွားဒီအောက်ကစိတ်နဲ့ခတ်ထားတဲ့ဆွဲသီးလေးကhit ဒီအပေါ်ကခရမ်းပြာလေးတွေဝင်နေတဲ့ကြောက်က natural ကြောက်နဲ့ hit ကြောက်ကွာခြားတာလေးကိုဟိမှာရှင်းပြတာပါရှင်ဒါလေးကနော်အဲ့ဒီရဲ့ခရမ်းပြာရည်လေးတွေကလွင့်သွားပြီးတော့ဒီပန်းရည်လေးတွေကအပေါ်ကိုမှုတ်ပြီးတက်လာပြီးတော့
ဒီကြောက်တဲ့ပွင့်လုံးကအရင်ညီသွားတာအဲ့ဒီသဘောတရားလေးပါပဲဒါမိုးကုတ်ကြောက်တွေကိုမီးဖုတ်လို့ရှိရင်အဲ့ဒီသဘောတရားပဲပေါ့နော် grass feeling တို့ဆေးရောင်သွင်းတာတို့ကြတော့တမျိုးသွားတယ်အဲ့ဒါကြတော့အဓိကအာဖရိကကြောက်တွေပေါ့နော်တခြားနိုင်ငံကအာဖရိကကြောက်တွေကိုခိကြတာများတယ်ဒီမိုးကုတ်ကြောက်တွေကြတော့ဒီတိုင်းအတွင်းကအညစ်အကြေးတွေ inclusion တွေကိုတတ်ဆင်ပြီးတော့မီးဖုတ်ချက်အဆင့်ပဲအဲ့ဒါကြောင့်ကွာခြားချက်က hit နဲ့ natural ကွာခြားထားတယ်ဒါပေမဲ့ဈေးနှုန်းကတော့အရန်ကြီးကွာခြားသွားတဲ့အတွက်ဒါသုံးဆွဲသူရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ဒါလေးတွေကတဘာဝတာပလာလေးတွေအခုဂါလာတော့ပေါက်ဈေးတန်ဖိုးနဲ့ကြောက်တဲ့ပွင့်ကိုတိတ်ရာကြီးပိုင်းကနေထောင်ကျော်တွေဖြစ်ကုန်ပြီရှင်ဒါတက်ကလက်ကျော်နှစ်ကလက်ဝင်းချင်းတွေကိုနော်ဒီဒါလေးဆိုလို့ရှိရင်ပန်းနီကာလာပန်းတက်လေးပဲရှိရပန်းတက်လေးပဲရှိရဒီဟာနှစ်ကလက်နဲ့$90ရှိရအဲ့ဒါကို$900ပေးပြီးသားဘာဖြစ်လဲတော့မီးလည်းအရန်ကောင်းတယ်ကြောက်ရည်လည်းအရန်လှတယ်မီးအရန်ကောင်းတဲ့အတွက်ဟိမပြောပြချင်တာကဈေးကြီးတဲ့ကြောက်ကို quality ကောင်းတဲ့ကြောက်ကိုဈေးကြီးနဲ့ဝယ်ပြီးသုံးဆွဲနိုင်တဲ့သူရဲ့ပတ်စင်းကအရန်နေတယ်လူတိုင်းမသုံးနိုင်အဲ့တော့ဒီတဘာဝလှနေတဲ့ကြောက်တွေကဒါလောက်ဈေးကြီးနေတာဒီ hit နဲ့ကွာခြားမှုလေးတွေကဈေးတန်းကွာခြားမှုကအရန်ကိုကွာဟတဲ့အတွက်သုံးဆွဲတချို့လူတွေကလည်း hit ကိုသုံးဆွဲခြင်းတယ်ဆိုလို့ရှင်သုံးဆွဲနိုင်တယ်လှတာချင်းကတော့အတူတူပဲဒါပေမဲ့ဈေးတန်းလည်းအရန်ကွာတယ်အဲ့ဒီမှာအဓိကဘာလို့အချက်ရှိလဲဆိုတော့ရောင်းတဲ့သူတယောက်အနေနဲ့customer ကိုရိုးသားစွာရှင်းပြဖို့လိုတယ်နောက်တစ်ခုတကယ်ဝယ်တော့မယ်ဆိုလို့ရှင်ကိုယုံကြည်စိတ်ချရတဲ့လက်ပြစစ်ချက်ကိုယူရတယ်အဲ့ဒါဝယ်ရောင်းသူနဲ့ဝယ်သူနှစ်ဦးနှစ်ဖက်ရဲ့နားလည်မှုနဲ့ယုံကြည်ခိုင်မာမှုပေါ့နော်အခုဟိမှာရှင်းပြသွားတာတွေကဟိမှာရဲ့တွေ့ကြုံဖြတ်တန်းလာတဲ့ဟိမှာရဲ့အသိပညာလေးတွေကိုဟိမှာ sharing လုပ်ခြင်းဖြစ်တယ်နော်ဟိမထက်ပို့ပြီးကျွမ်းကျင်တဲ့သူတွေလည်းရှိမယ်ဟိမထက်ပို့ပြီးနားလည်တဲ့သူတွေလည်းရှိမယ်အဲ့တော့အဲ့ဒီဟာကိုမိဖို့ချောက်ကောင်းတယ်မကောင်းဆိုတော့ဟိမငင်းနေတာလည်းမဟုတ်ဘူးနားမလည်တဲ့သူတချို့ဟိမကရှင်းပြခြင်းပဲဖြစ်တယ်ဘာဖြစ်လို့လဲတချို့တွေကသူတို့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းဝယ်ယူသုံးဆွဲလို့ရအောင်မိဖို့ချောက်တွေကအတူမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုဟိမရှင်းပြတာပါအခုတချို့တွေကပြောတယ်မိဖို့ချောက်တွေသုံးရင်ခိုက်တလားတဲ့အဲ့ဒါကတော့ဟိမမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တဘာဝလွန်ယုံကြည်မှုတွေလိုပဲဟိမထင်တယ်ဘာလို့လဲဆိုတော့ဒီထိုင်းနိုင်ငံမှာတချို့ကုန်တွေကဒီမီးဖုတ်ကြောက်လုတ်ပြီးမှအရန်ချမ်းသာသွားတဲ့တထေးကြီးတွေလည်းအများကြီးသုံးဆွဲတဲ့သူတွေကလည်းထိုင်းနိုင်ငံလုံးပဲကြောက်စမ်းနေဆိုလို့ရှိရင်အင်ဒိုတွေအများဆုံးဝယ်ကြတယ်ခိုက်တယ်ဆိုတဲ့စကားလေးကိုဟိမအနေရတော့ဟိမမြင်တာတော့ဒါကတော့ကိုယ့်ရဲ့ယုံကြည်မှုနဲ့ပဲဆိုင်တယ်ဟိမတော့ခိုက်တယ်လို့တော့မမြင်ပါဘူးရှင်အဲ့ဒါကိုတော့เนาะအဲ့ဒါလေးဟိမပြောပြချင်တာပါဟိမမှာတော့တဘာဝကြောက်တွေလည်းရှိရဲဟိမတဘာဝကြောက်တွေလည်းရောင်းတယ် hit တွေကိုလည်းဟိမရောင်းတယ်ဒါပေမဲ့ဟိမရောင်းတဲ့အခါကျလို့ရှိရင်ဟိမ customer ကိုသေချာရှင်းပြတယ်ပြီးလို့ရှိရင်လည်း certificate နဲ့တကွတေချာချာကိုရောင်းတယ်customer ရဲ့စိတ်ကျေနပ်မှုရှိမှပဲအယောင်းဝယ်ဖြစ်တာပေါ့နော်။ဟိမှာအကြံပြုချင်တာကတော့ရောင်းတဲ့သူတွေကလည်းရိုးသားစွာရှင်းပြနိုင်ရမယ်။ကိုရောင်းတဲ့ပစ္စည်းကိုလည်းတေချာချာနားလည်ရမယ်။ဘာဖြစ်လို့ဒီမီးဖုတ်ချောက်တွေကဒီထိုင်းနိုင်ငံမှာအလုပ်ဖြစ်လဲဆိုတော့ထိုင်းနိုင်ငံကထိုင်းတော်တော်များများကြတော့သူတို့ကြီးစိုက်ကြီးကိုကြိုက်ကြစိုက်ကြီးကိုကြိုက်ကြဆိုဒီလိုတဘာဝစိုက်ကြီးရဲ့တန်ဖိုးတဘာဝစိုက်ကြီးရဲ့တန်ဖိုးကဒါလုံးကျော်စင်ပဲရှိသေးတာတန်ဖိုးကအရန်မြင့်တဲ့အတွက်ဒီတဘာဝတန်ဖိုးဝယ်တဲ့လူကအင်မတန်ရှားတယ်အဲ့တော့ hit တွေကကြတော့ဈေးပေါ်တဲ့အတွက်သူတို့က hit ကိုတွင်ကြဲအသုံးပြုကြတယ်ဒီနေ့ဟိမှာပြောပြသွားတာလေးတွေကတော့မီးဖုတ်ချောက်ကြောင်းလေးတွေမီးဖုတ်ချောက်နဲ့
တဘာဝကြောက်ရဲ့ကွာခြားချက်လေးတွေကိုဟိမှာပြောပြသွားခြင်းဖြစ်ပါတယ်အခုဟိမှာပြောပြသွားတဲ့အကြောင်းအရာလေးတွေကဟိမရဲ့ဖြတ်တန်းလာတဲ့အတွေ့အကြုံလေးတွေကိုဟိမှာ sharing လုပ်ခြင်းဖြစ်ပါတယ်အဲ့အတွက်အစားအဆုံးကြည့်ပေးတဲ့သူတိုင်းကိုလည်းဟိမှာကျေးဇူးတင်ပါတယ်ရှင်တခုခုရသွားမယ်လို့လည်းညွှန်လင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်